အားလုံးပဲမင်္ဂလာပါဒီနေ့ဘုန်းကြီးကျောင်းကိုအလှူသွားလုပ်ဖို့ခေါ်มาပဲဖြစ်ပါတယ်အခုပေါ့နော်ထွေးကနေပြီးတော့မှဖယားရှိခိုးတယ်ဆိုရင်တော့ white ဖရာလို့သုံးမယ်နော်ထွေးအရှိမမြင်နေရတဲ့အဲ့ဒီပန်းတို့ပြီးလို့ရှိရင်ဖယားတိုင်းအမွှေးတိုင်းအဲ့ဒါကိုထိုင်းတွေကတခါတည်းပြောတာပေါ့နော်ทูบเทียนดอกไม้ทูบเทียนดอกไม้သူတို့ကတခါတည်းအဲ့လိုမျိုးပြောတယ်ပေါ့နော်အလှခံပုံးကိုကြားတော့ตู้บริจาคဒီအလှခံပုံးကကြားတော့ရေခမိခအတွက်အလှခံပုံးဆိုတော့ตู้บริจาคค่าน้ำค่าไฟตู้บริจาคค่าน้ำค่าไฟအဲ့လိုမျိုးပြောတာပေါ့နော်ဖယားရုပ်ထုတော်ဆိုလို့ရှိရင်တော့พระพุทธรูปအဲ့လိုမျိုးခေါ်တာဖြစ်ပါတယ်အဆင်ပြေကြပါစေ